ကိုအတွက်တင်းတော်ဆုံး niche video မျိုးစားကိုဘယ်လိုရွေးချယ်မလဲမင်္ဂလာပါcontent creator လုပ်မဲ့သူတွေအတွက်ကိုရဲ့ niche video မျိုးစားကိုဘယ်လိုရွေးချယ်ရမလဲဆိုတာဒီနေ့ပြောပြပေးပါမယ်ကျွန်တော် niche ရွေးချယ်တဲ့အခါမှာကျွန်တော်ဒီအချက်၃ချက်ကိုအဓိကထားပြီးတော့စဉ်းစားရပါမယ်ကျွန်တော်ပထမချက်အနေနဲ့ကိုစိတ်ဝင်စားတာကိုကျွမ်းကျင်တာ passion and expertise ပေါ့နော်ကိုတကယ်စိတ်ဝင်စားပြီးနှစ်သက်တဲ့အရာဒါမှမဟုတ်ကိုကျွမ်းကျင်တဲ့ level တစ်ခုကိုရွေးချယ်ပါဒါမှရေရှည်အတွက် content ဖန်တီးရတာပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်လူတွေဘာကိုလိုချင်လဲပေါ့နော် market demand ကိုရွေးချယ်မဲ့ niche မှာလူတွေစိတ်ဝင်စားမှုရှိမရှိစစ်ဆေးရမယ်YouTube TikTok Facebook တို့မှာပေါ့နော်လူတွေဘာတွေလိုအပ်လဲသူတို့ဘာတွေကြည့်ကျင်လဲဆိုတာကိုကျွန်တော်တို့လေ့လာရပါမယ်နောက်တစ်ခုကကျွန်တော်ဝင်ငွေရနိုင်ခြေပေါ့နော် monetization potential ပေါ့နော်ဒီ niche ကနေကျွန်တော်တို့ဘယ်လိုဝင်ငွေရှာနိုင်မလဲဆိုတာကိုစဉ်းစားအောင်နော်ကြော်ညာကျွန်တော်ဒီ sponsor content ဒါမှမဟုတ်ကိုယ့်ရဲ့ product တွေနဲ့ဝင်ငွေရနိုင်ခြေကိုကြိုတင်ခန့်မှန်းထားရပါမယ်ဒီချက်တွေကိုကျွန်တော်တို့ဒီစဉ်းစားပြီးပြီဆိုရင်လက်တွေ့ကျင့်သုံးဖို့ကျွန်တော်တို့ practical step ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် brainstorming ပေါ့နော်ကိုစိတ်ဝင်စားတာတွေကိုကျွန်တော်စရင်လုပ်ရပါမယ်ပြီးရင်ကျွန်တော်တို့တခြား creator တွေဘာတွေလုပ်နေလဲကြည့်ပြီးတော့မှကိုကသူတို့ထက်ထူခြားပြီးတော့မှကျွန်တော်တို့ဘယ်လိုလုပ်နိုင်မလဲဆိုတာကိုစဉ်းစားရပါမယ်နောက်တစ်ခုကတော့ကျွန်တော်စမ်းသပ်ရမယ်ပေါ့နော် content တွေစတင်ဖန်တီးပြီးတော့ပရိသတ်ရဲ့တုံ့ပြန်မှုကိုကြည့်ပြီးတော့မှကျွန်တော်တို့လိုအပ်တယ်လို့ပြင်ဆင်ရပါမယ်မှန်ကန်တဲ့ကျွန်တော် niche တစ်ခုကကိုယ့်ရဲ့ content creation ကိုအများကြီးထောက်ကူပြုပါလိမ့်မယ်ဒီချက်တွေကအသင့်အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာလည်းပြန်ဆုံတွေ့ပါမယ်နော်ကျွန်တော် like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့ပေါ့နော်